မင်္ဂလာပါဖားလာထော်နဲ့40 year 40 trade mini series နဲ့ကြိုဆိုပါတယ်။မိရမြင့်ဆက်မှာ input အနည်းဆုံး160အများဆုံး180ရှိပြီးတော့ output ကို15မိနစ်တခါဖြတ်ချနေရင်စက်ကိုပြန်ချိန်ယူရမယ်အပိုင်းရှိရလားဆိုတော့မေးခွန်းလေးကိုဖြေပေးပါမယ်။ဟုတ်ကဲ့စက်ကိုပြန်ပြီးတော့စားပစ်လုပ်ဖို့လိုအပ်နေပါပြီ။ကျွန်တော်တို့ EPC ဝင်160ရှိမယ်။သို့မဟုတ်180ရှိတဲ့အနေအထားမှာဝင်လို့တစ်ခုသုံးလိုက်တိုင်းအောက်ဘက်မှာဖြတ်ချသွားတယ်မီနီလင်းသွားတယ်ဆိုတာဖြစ်လိဖြစ်တာအများဆုံးရှိတာတော့ relay point တွေလွတ်တာ relay point တွေမညီတော့တာဆိုတော့အဲ့ပြဿနာလေးတွေကြုံရတတ်ပါတယ်အဲ့လိုမျိုးကြုံခဲ့ပြီဆိုရင်တော့မန္တလေးမြို့တွင်ဆိုရင်ကျွန်တော်တို့အိမ်ရောက် service ရှိပါတယ်အဲ့တော့ service center ကိုဆက်သွယ်ပြီးတော့ service မှာလာရောက်စစ်ဆေးပေးဖို့ခေါ်ယူလို့ရပါတယ်နေမျိုးကဆိုရင်တော့ကျွန်တော်တို့သက်ဆိုင်ရာ gate တွေမြို့နယ်တွေကနေတဆင့်ပို့လို့ရပါတယ် gate ထိသွားယူပေးပါတယ်ပြင်ဆင်ပြီးတဲ့အချိန်မှာပြန်လည်ပို့ဆောင်ပေးပါတယ်40 year 40 trade mini series အလားစဉ်တိုင်းတင်ဆက်ပေးမှာဖြစ်လို့လူချင်းမင်းတို့သိချင်တဲ့တခြားသောလျှက်စစ်ဝတ္ထုတာလေးတွေ file electronic နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကို comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်